ရွှေနဲ့သက်ဆိုင်တဲ့ဗီဒီယိုလေးတင်ထားတဲ့နောက်ပိုင်းမှာ comment ကနေပြီးတော့ရေးလာပါတယ်အဲ့ဒါကရွှေအစစ်နဲ့ရွှေအတုကထိုင်းလို့ဘယ်လိုခေါ်လဲတဲ့เนาะရွှေအစစ်ဆိုလို့ရှိရင်ထောင်แท้ရွှေအတုဆိုရင်ထောင်ปลอมပြီးရင်တဲ့ရွှေအပွားနဲ့ရွှေအကျစ်တဲ့ရွှေအပွားဆိုလို့ရှိရင်ထောင်ปรงရွှေအကျစ်ဆိုလို့ရှိရင်တော့ထောင်ตันပြီးရင်လက်ခတဲ့လက်ခကค่ากำเนิดလက်ခဘယ်လောက်လဲဆိုရင်တော့ค่ากำเนิดเท่าไหร่ရွှေလဲတယ်เปลี่ยนทองကြံနေသေးတယ်ဆိုလို့ရှိရင်တော့ comment မှာထပ်ပြီးတော့ရေးပေးနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆုံကြမယ်